ကျင်းညိုမင်းဟာလည်းပဲအော်ကြီးဟင်ကျင်တဲ့ပတ်ဝန်းကျင်ကျရှက်ဖို့တော့ကောင်းပါရဲ့ကွာနေစမ်းမအောင်မင်းကိုဒီတချင်ဘယ်သူကလုပ်ပေးတာရေးပေးတာတော့ခါအဆိုတော့ကိုတန်းဖေးလေးရှိကိုကျွန်တော်သွားပြီးတော့အကူညီတောင်းတာသူကအဲ့ဒီတချင်းကိုကျွန်တော်ကိုပေးလိုက်သူငငယ်တော့ဒီတချင်းကိုဆိုပြီးမိမရတာတဲ့ကိုတန်းဖေးလေးရဟုတ်ပါပြီကဲဒီမှာမင်းကိုတက်တက်မဲ့အမြင်ကတ်လို့အရွက်တိုက်လှော်တာနေမှာဟုတ်ပြီအခုရလေချင်းတွေကကောင်းပါလေစီရီထုံးရပေါက်မှာ ဘာပေါက်မှာလဲခဲနဲ့ပေါက်ခံမှာလို့ ချင်းပေါက်မှာ ဒီမှာကိုတန်းဖေးတချင်းပေါက်တယ်လို့တစ်ခါမှမကြားဘူးလူပေါက်တယ်လို့ကြားဘူးလေ ဟောလူပေါက်တာဟိုတော့ဟာအခုမပေါက်တော့ဘူး အဲ့လိုလေစစ်ချုပ် အားပဲချုံမှာဒါမတွတ်တော့ဒါမတွတ် ဆက်မတွတ်တော့ပြောတာလေ အမလေးဝေသားမြတ်သားလှုပ်ချင်နေသေးတယ်အရေးတယ်ဒီမိုင်းကကြည့်ညိုမင်းကငါကြည့်ရတနေ့နေ့ရက်စီနေနောက်လာအဲ့တော့ဒီကောင်နှစ်ကောင်ပြောသလိုပဲတယောက်ယောက်ကိုသာမင်းစောင်းတာလိုက်ပြောပြီးတော့မင်းအဆင်ပြေတယ်ဆိုတဲ့နေ့အကိုကြီးကိုပြောအကိုကြီးကိုလည်းလိုက်တောင်းပေးမယ်မင်းကို တကယ်ပြောရနော် တကယ် ဖိတာမဟုတ်ဘူးပေါ့ လောက်လာပြန်ပြီ တကယ်တော့မင်းရဲ့အစီအစဉ်ဆောက်လိုက်ပြီတော့ စတယ်